ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်ငါ6ကိုဆက်လေကျွန်တော်ကြော်စားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပြီးရင်ကျွန်တော်တက်သွန်ဒီရွယ်လေးကိုကျွန်တော်အခွန်နှွာပြီးလှီးပါမယ်ဗျဟုတ်ကဲ့ပြီးရင်ကျွန်တော်ငရုတ်ဒီရဲလေးကိုကျွန်တော်ထောင်းပါမယ်ဗျကြောင်ရုပ်ဆောင်တာပေါ့ဗျာအော်အဝက်ခံတာကအောက်ထပ်ကသူတွေနားမကြီးအောင်လို့ပေါ့ဗျာဟုတ်ကဲ့ပြီးရင်ငရုတ်ဒီရမညံ့တော့ကျွန်တော်ရေလေးတက်ထောင်းပါမယ်ဗျဟုတ်ကဲ့ငရုတ်ဒီထောင်းညက်သွားပြီဆိုတော့ကျွန်တော်တက်သွန်ဒီလေးနှစ်ချမ်းချမ်းလာတာကိုကျွန်တော်ထည့်ပြီးထောင်းလိုက်မယ်ဗျဟုတ်ကဲ့မြို့ဒီမြင်ညက်အောင်အားလေးစိုက်ပြီးထောင်းမယ်ဗျဟုတ်ပြီးရင်ကျွန်တော်ငရုတ်ဒီကိုစီချတက်မှာဖြစ်ပါတယ်ဗျဟုတ်ပြီးရင်ကျွန်တော်တို့တုံးထားတဲ့ငါးချောက်ကိုရေလေးထည့်ပြီးတော့နည်းနည်းဆင်အောင်ဆေးပေးပါမယ်ဗျဟုတ်ပြီးတော့စီချတက်တာရပြီဆိုတော့ခုနကစီရတဲ့ငါးချောက်လေးကိုကျွန်တော်ယူလာပြီးတော့ကျွန်တော်ထည့်လိုက်ပါမယ်ဗျဟုတ်ပြီးတော့ကျွန်တော်ပြင်းအောင်တဲ့ရွက်လေးကိုပါကျွန်တော်ထည့်လိုက်ပါမယ်ဗျဟုတ်6နည်းနည်း6အောင်ကျွန်တော်ကြော်လိုက်ပါမယ်ဟို6သွားပြီဆိုတော့ကျွန်တော်ချလိုက်ပါမယ်ဗျဟုတ်ကျွန်တော်မကြီးမဲ့လေးပါကျွန်တော်အနှဲငယ်ထည့်ပြီးတော့ကြော်ထားတာပါဗျချိန်ငယ်ဆက်လေးဖြစ်အောင်လုပ်ပါဗျ